လွန်ခဲ့တဲ့6နှစ်တုန်းကတိုရင်ဟာလူသားတွေရဲ့ကြွားမှာရှိတဲ့ဘုံဆိုင်တစ်ခုကိုရောက်လာပြီးမိခိုးရောင်မော်စီယာဂန်ဒက်ဖ်နဲ့စတင်တွေ့ဆုံပါတယ်ဂန်ဒက်ဖ်ကမင်းတီကိုဘာလာလောက်တာလဲလို့မေးလိုက်ပြီးတိုရင်ကတော့သူ့ရဲ့အဖေဖြစ်သူတူရင်းကိုဒီနားတွိုင်းမှာတွေ့လိုက်ရတယ်ဆိုတဲ့သတင်းကြောင့်ရောက်လာတာလို့ပြပြနေကသူလက်ရှာကြည့်ပေမဲ့ဘာတဲလုံဆောင်မှမရဘူးလို့ပြောလာပါတယ်ဂန်ဒက်ဖ်ကတော့မယုံတဲ့ပုံပေါက်နေရကြောင်းတိုရင်ဟာခမားလေတခြားသူတွေလိုမျိုးပဲကျုပ်ရဲ့အဖေကတိတ်ပြီးတော့ထင်နေရပဲမလားလို့ပြောလိုက်ပြီးဂန်ဒက်ဖ်ကတော့ငါတော့မပြောတတ်ဘူးလေအဲ့တဲ့ဝဲမှာငါမရှိမနေခဲ့ရလို့ပြောလိုက်ကတိုရင်ကလည်းတိုက်ပွဲအတွင်းမှာသူတွေ့ခဲ့ရတယ်ကိုပြန်ပြီးပြောပြလိုက်ပါတယ်အဖိုးဖြစ်သူတော်သိသွားတဲ့အချိန်မှာတူရင်းဟာအက်ဆက်ကိုတိုက်ခိုက်ဖို့ထွက်သွားတာကိုနောက်ဆုံးမြင်လိုက်ရတာပဲလို့ပြောပြလိုက်ပြီးတိုက်ပွဲပြီးသွားတဲ့အချိန်မှာတော့တူရင်းရဲ့အလောင်းကိုမတွေ့ခဲ့ရဘူးလို့ပြောပြနေကတူရင်းကကျုပ်ရဲ့အဖေဟာအခုချိန်ထိအသက်ရှင်နေသေးတာအကျဉ်းနေပေါက်ပဲလို့ပြောလိုက်ပါတယ်ဂန်ဒက်ဖ်ကတော့မင်းရဲ့အဖိုးဝေခဲ့တဲ့လက်စွပ်ခွနဲ့ကွင်းနဲ့တကွင်းရရောလို့မေးလိုက်ပြီးတိုရီကတော့တိုက်ပွဲမဖြစ်ခင်မှာအဖိုးဟာအဖေကိုပေးခဲ့ရပဲလို့ပြပြလိုက်ပါတယ်တိုရီကလည်းတိုက်ပွဲမတိုက်ခင်မှာခမရနဲ့တူရင်းတို့ဟာတွေ့ခဲ့သေးရဲ့မလားလို့မေးလိုက်ပြီးဂန်ဒက်ဖ်ကအဲရိုဘောကိုပြန်သိမ်းပိုက်ဖို့အတွက်တူရင်းကိုတိုက်တိုးခဲ့ကြောင်းနဲ့အခုမင်းကိုလည်းအဲ့လိုပဲငါတိုက်တိုးချင်တယ်ကွာလို့ပြောလာပါတယ်တိုရီကတော့အဲ့ကိစ္စဟာလွယ်ထင်တယ်လို့ပြောလိုက်ပြီးဂန်ဒက်ဖ်ကတော့လူပုစစ်တဲ့9ခုလုံးပေါက်လို့ရှိရင်ရနိုင်တာပေါ့လို့ပြန်ပြောလာပါတယ်တိုရီယာအဲ့လူပုစစ်တဲ့ကိုအမိတ်ပေးနိုင်ဖို့အတွက်ဘရစ်ရဲ့အဒနာတနည်းအားဖြင့်အာကန်စတုံးကိုလိုအပ်တယ်လို့ပြောလိုက်ပြီးဂန်ဒက်ဖ်ကအာကန်စတုံးကိုရှာဖို့အတွက်ငါကူညီပေးပါလို့ပြောလိုက်ပါတယ်တိုရီကတော့ဂန်ဒက်ဖ်ကစကားကိုခနဲ့လိုက်ပြီးမိမုတ်နိုင်တဲ့ငကားရဲ့ချက်တော့အောက်မှာရှိနေတဲ့အရာကိုဘလို့ပြန်ယူရမှာလဲလို့မေးလိုက်ပြီးဂန်ဒက်ဖ်ကလည်းအဲ့ဒီအတွက်တကယ်ထွတ်ထွတ်တဲ့တခိုးတယောက်ကိုလူတော့မှာပေါ့ကွာလို့ပြောလိုက်ပါတယ်တက်လက်စားတဲ့ဂန်ဒက်ဖ်ကပဲလက်ရှိမှာမင်းကိုခေါင်းဖက်ချင်နေတဲ့အုပ်စုတူရှိနေသေးရဲ့လို့တိုရီကိုတတိပေးလိုက်ပါတယ်လက်ရှိအချိန်မှာတော့ဘီဘိုက off ဒီကိုကင်းထောက်ပေးနေရပြီးအနားမှာလည်းထူးဆန်းတဲ့ဝုန်းလိုမျိုးအကောင်ကြီးကိုမြင်လိုက်ရတာကြောင့်အဖွဲ့စီကိုသတင်းပြန်ပို့ပေးဖို့အတွက်နေရာကနေထွက်လာပါတယ်ဘီဘိုလည်းအဖွဲ့စီကိုပြန်ရောက်လာပြီး off ဒီအပြင်အခြားကောင်တစ်ကောင်လည်းရှိနေတယ်လို့ပြောပြလိုက်တာဂန်ဒက်ဖ်ကတော့တခုခုကိုသိနေရပုံနဲ့ဝုန်းလိုမျိုးအကောင်ကြီးလာလို့မေးလာပါတယ်ဘီဘိုကတော့ကြောက်သွားပြီးခမရဘလို့သိရလို့မေးလိုက်ကဂန်ဒက်ဖ်ကတော့ဘာမှပြန်ပြောတော့ပဲတခုခုကိုထိုင်စင်းစားနေပါတယ်လူပုတွေကတော့တယောက်တစ်ပေါက်နဲ့ဘလို့ကြောင်မလဲဆိုတာကိုတိုင်ပင်နေကြပြီးဂန်ဒက်ဖ်ကတော့ဒီအနီးနားမှာခဏလောက်ဝင်ခိုးလို့ရမယ်အိမ်တလုံးရှိရလို့ပြပြလိုက်ကတိုရီကတော့အဲ့အိမ်ပိုင်ရှင်ရောရန်သူလားမိတ်ဆွေလားလို့မေးလိုက်ပြီးဂန်ဒက်ဖ်ကတော့နှစ်ခုလုံးမဟုတ်ဘူးလို့ပြောလိုက်ကကန်ကောင်းရင်တော့ကောင်းကောင်းမို့ဆက်ဆက်ခံရမယ်ကန်ဆိုးရင်တော့အသက်ခံရမယ်လို့ပြပြလိုက်ပါတယ်ဒါမဲ့ရွေးချက်စရာမရှိတော့တာကြောင့်အကုန်လုံးလည်းဂန်ဒက်ပြောတဲ့အိမ်စီကိုပဲခီးဆက်လာကြပြီး off တွေကလည်းသူတို့နောက်ကနေတစ်ချက်မခွာလိုက်နေကြတာကြောင့်အသက်သက်ထွက်ပြေးနေရပါတယ်ဘီဘိုတို့အဖွဲ့လည်းဂန်ဒက်ပြောတဲ့အိမ်စီရောလာကြပြီးဝုန်းဝုန်းလိုအကောင်ကြီးကလည်းအနောက်ကနေအမိလိုက်လာအကြောင်းအသက်သက်ပြန်ပြီးခုခံကြရပါတယ်နောက်ဆုံးမှာတော့အောင်မြင်စွာနဲ့အကောင်ကြီးကိုပြန်ပြီးနေထုတ်နိုင်လိုက်ကအိမ်ထဲကိုချော်လာကြတဲ့အချိန်မှာဒွာလီယာအဲ့ဒါဟာဘာကောင်ကြီးလဲဟာလို့ပြောလိုက်မိပါတယ်ဂန်ဒက်ကတော့အဲ့ဒါဟာငါတို့ရဲ့အိမ်ရှင်ဘောလို့ပြောလိုက်ပြီးသူ့ရဲ့နာမည်ဟာဘယ်လိုဖြစ်ကြောင်းနဲ့အသွင်ပြောင်းကောင်တစ်ကောင်ပဲဆိုတော့ပြပြလိုက်ပါတယ်လူပုတွေကတော့အနက်ရောက်မပင်ညာကြောင့်အသွင်ပြောင်းနေတယ်လို့ထင်နေကြပြီးဂန်ဒက်ကတော့အဲ့လိုမဟုတ်ကြောင်းနဲ့သူတို့လောကမှာတဘာဝအတိုင်းရှိနေတဲ့လူမျိုးစုတစုပဲလို့ပြောလိုက်ကအကုန်လုံးလည်းစိတ်အေးလေနဲ့အနားယူဖို့အတွက်ပြောလိုက်ပါတယ်ဒီအချိန်မှာ off တွေကလည်းဘီဘိုတို့ရှိနေတဲ့အိမ်သားကိုထွက်လာကြပြီးဘယ်တော့မှအဆောက်သဘောနဲ့ရှိတရားကြောင့်တိုက်ခိုက်လို့မရဖြစ်နေကြပါတယ်အဲ့ဒီအချိန်မှာဘေါက်ရောက်လာပြီး EXA ကိုတခင်ကြီးဟာခေါ်နေရဆိုတာကိုလာပြောလိုက်ပါတယ်ဒါကြောင့်ပဲ EXA လည်းစုပရိတိုက်တီစီကိုပြန်ရောက်လာပြီးပုံစံအတိအကျမဖြစ်သေးတဲ့စာရုံးက EXA ကိုစစ်ပွဲအတွက်ပြင်ဆင်ဖို့အမိန့်ပေးလာပါတယ်အမ်ဆက်လည်းလက်ရှိအချိန်မှာတိုရီကိုတက်ချင်နေရကြောင်းပြန်ပြီးပြောချင်ပေမဲ့အမေကိုခံပြောလို့မရတာကြောင့်နာခံလိုက်ရပြီးဘတ်ကိုခေါ်လိုက်ကလူပုတွေကိုတတ်မဲ့တောင်းရုံနဲ့စက်ကမ်းပေးလိုက်ရပါတယ်တစ်ဖက်မှာလည်းအကုန်လုံးအိတ်နေကြတဲ့အချိန်မှာဘီဘိုကသူခိုးလာလက်ဆိုလေးကိုထုတ်ပြီးကြည့်နေပါတယ်မနေ့ရောက်တဲ့အခါမှာတော့ဘဲရုံကလူပုံစံပဲဖြစ်နေပြီးအိမ်ဝိုင်းထဲမှာတက်ခုတ်နေကလူပုတတိုက်ကတော့ထွက်ပြေးရမလားဘဲရွက်ထက်တဲ့တွေ့ရမလားဆိုတာတိုင်ပင်နေကြရင်စကားများနေကြပါတယ်ဂန်ဒက်ကတော့ဘဲရုံကလူပုတွေကိုမုန်းလာကြောင်းစကားမလို့မရကြောင်းပြပြလိုက်ပြီးပထမဦးဆုံးအနေနဲ့ဘီဘိုနဲ့အတူဘဲရုံကိုညှိဖို့အတွက်အရင်ထွက်သွားပါတယ်ဂန်ဒက်နဲ့ဘီဘိုကဘဲရိုကိုသွားပြီးနှုတ်ဆက်လိုက်ကြကဘဲရိုကတော့ခမရတို့ဟာဒီကိုဘာလာလောက်တာလဲလို့တန်းပြီးပါတယ်ဂန်ဒက်ကလည်းတောင်ထဲမှာရှိနေတဲ့မိန်းစားရဲ့အကြောင်းထွက်ပြေးလာရင်ဒီကိုရောက်လာတာဘာလို့ပြပြလိုက်ပြီးဘဲရိုကလည်းမိန်းစားရဲ့အနားထိသွားလောက်လို့မင်းတို့ကောင်တွေကယူနေရလားလို့ပြန်ပြောလိုက်ကဂန်ဒက်ကတော့မဟုတ်ပါဘူးဗျာလို့ပြောလိုက်ရင်လက်ဟန်ပါသွားတာအကြောင်းအိမ်ထဲမှာပိုးနေတဲ့လူပုတွေကသူတို့ကိုခေါ်ရထင်ပြီးမြောက်တရွဲစီနဲ့အရှိကိုထွက်လာကြပါတယ်ဘဲရိုကတော့လူပုတွေကိုမြင်တာနဲ့လက်ထက်ကတစ်ခွဲပတ်စင်ကိုတစ်တစ်ဆုပ်ကိုင်းလိုက်ပြီးနောက်ဆုံးတိုရင်ထွက်လာတဲ့အချိန်ကြတော့မှတခုခုတွင်းမိသွားကအကုန်လုံးကိုကောင်းမှုပဲအခန့်လိုက်ပါတယ်ဘဲရိုကစောက်ကုန်းတပ်ဖွဲ့နဲ့ဘီဘိုတို့လူစုကိုအိတ်ခတ်လိုက်ပြီးတိုရီကိုလည်းမင်းနဲ့EXAတို့အကြားမှာဘာတွေဖြစ်ခဲ့ရလဲဆိုတာကိုမေးလိုက်ကတိုရီကတော့မင်းရဲ့ EXAကိုသိရလားလို့ပြန်မေးလိုက်ပါတယ်ဘဲရိုကတော့တိတ်စီရပါကွာငါတို့မျိုးတဲ့သူတွေကသူတွေကိုအဲ့ကောင်အသက်ပြစ်ခဲ့ရလို့ပြပလိုက်ပြီးဘီဘိုကမျိုးတဲ့သူတွေကတခြားသူတွေရောလို့ထပ်မေးလိုက်ကဘဲရိုကတော့အရင်ကတော့အများကြီးရှိတယ်အခုတော့တယောက်ပဲကြံတော့ရလို့ကြောက်စရာအတိုင်နဲ့ထုတ်ပြောလိုက်ပါတယ်ဆက်ပြီးတော့ဘယ်လိုကပဲစောင်းရသည်ရဲ့နောက်ဆုံးအချိန်မတိုင်ခင်မှာအတိကျတောင်စီကိုဘယ်လိုရောက်သွားကြမှာလဲလို့မေးလိုက်ပြီးဂန်ဒက်ကတော့မုံဝါကိုဖျက်ပြီးသွားရမှာပေါ့လို့ပြောလိုက်ကဘယ်လိုကလည်းလက်ရှိမှာမုံဝါအနက်ရောက်မပညာရင်နဲ့ဖုံးလွှဲနေပြီဆိုတာကိုသတင်းပေးလိုက်ပါတယ်
ကန်ဒက်ဖ်ကတော့ FD ရဲ့လမ်းနဲ့သွားလို့ရှိရင်တော့အစင်ပြေလောက်မှာပါလို့ပြောလိုက်ပြီးဘယ်တော့အိုက်တော်ထဲမှာနေတဲ့ FD ဟာတခြားမျိုးလဲဆိုရင်လည်းမတူဘူးလို့ပြလိုက်ကတလက်စားတဲ့အဲ့အနာပတ်ဝန်းကျင်မှာလဲ FD ကတောင်းကျနေရကြောင်းတောဆက်ကုန်ပြောင်းသေးခင်မှာနေမင်းတို့အဖွဲ့ဟာတည်သွားတယ်ဆိုတော့ပြလိုက်ပြီးငါလူပုတွေကိုမုန်းတယ်ဆိုတော့အမှန်ပေမဲ့လက်ရှိအချိန်မှာတော့လူပုတွေတဲ့ FD ကိုပုံပြီးမုန်းတယ်ကွာဒါကြောင့်မင်းတို့ခရီးတွေလိုအပ်တာတဲ့အကုန်လုံးကိုငါထောက်ပံ့ပေးမယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့ပဲဘီဘိုတို့အဖွဲ့လေးဟာဘယ်တို့ရဲ့အထောက်ပံ့နဲ့မက်ခုတောစီကိုသွားဖို့တန်မြင်းပူလေးတွေကိုရလိုက်ပြီးဘယ်တို့ဟာတောဆက်ကိုရောက်လို့ရှိရင်တော့မြင်းပူလေးတွေကိုသူ့စီကိုပြန်လှုပ်ပေးဖို့တန်မှာလိုက်ပါတယ်အကောင်လုံးထောက်သားကန်ဒီမှာတော့ဘယ်တို့ဟာကန်ဒက်ဖ်ကိုခေါ်လိုက်ပြီးကောလာဟာလာတစ်ခုကိုကြားကြောင်းနဲ့ဟိုက်ဖုန်းမှာလူသေးကောင်းတွေကိုတွေ့နေရတဲ့အကြောင်းပြလိုက်ပါတယ်အဲစကားကြောင့်ကန်ဒက်ဖ်ကလည်းတူရီသွားပြီးဟိုက်ဖုန်းမှာရုပ်ထားရဲ့အုပ်ကိုတစ်ခုရှိရဲဆိုတော့မှတ်မိသွားပါတယ်ဘယ်လိုကတော့တေးပြီးသက်သူတို့တော့မှပြန်ပြီးအသက်သွင်းနေတယ်ဆိုတာသူတယောက်ပဲရှိရမှာလို့ပြောလိုက်ပြီးဂန်ဒက်ဖ်ကတော့အပြူအမော်စရာကြီးစာရူမဲရဲ့စကားရဆိုရင်အဲ့ရန်သူဟာပြန်မလာနိုင်တော့ဘူးဆိုတာကိုပြလိုက်ပါတယ်ဘယ်လိုကတော့အဲ့ဒါဆိုပြီးခင်ဗျားတို့ဘလို့ထင်လဲလို့မေးလိုက်ပြီးဂန်ဒက်ဖ်ကတော့မရင်မရဖြစ်နေကဘယ်လိုကတော့ကောင်းပါပြီဒါဆိုရင်နေမွေခင်မှာခီးဆက်ကြပါလို့တတိပေးလိုက်ပါတယ်ဒီလိုနဲ့ဘီဘိုတို့အုပ်စုလည်းမက်ကူတော်ဆက်ကိုရလာကြပြီးဂန်ဒက်ဖ်ကအထဲကိုဝင်ကြည့်လိုက်တဲ့အချိန်မှာထူးဆန်းတဲ့အမတ်သားတချို့ကိုတွေ့သွားပါတယ်ဂလာဒရီရဲ့စကားသံတွေကိုကြားနေရပြီးဟိုက်ဖော်တီကျိုင်းကိုသွားဖို့အတွက်အကြောင်းဖန်လာပါတယ်ဒီလိုနဲ့ပဲဂန်ဒက်ဖ်ကသူ့ရဲ့မြေကိုဘယ်လိုစီကိုပြန်ပြီးလွှတ်ပေးဖို့လုပ်နေတာကိုဝင်လာလိုက်ပြီးလက်ရှိမှာသူဟာသွားတဲ့တနေရာရှိရလို့ပြောပြလိုက်ပါတယ်ပြီးရတဲ့လူပူလေးတွေကိုတောထဲကိုသွားဖို့နဲ့ FD ရဲ့ကြောက်ခဲလန်းနဲ့သွားဖို့ရယ်ရေတွေကိုတော့မထိဖို့မှာလိုက်ပြီးတောထဲကလေတွေကလည်းအာယုံထွေပြားစီရဲ့အကြောင်းပြပြလိုက်ကတောင်ထဲကိုလည်းသူမပါပဲမဝင်မှုအတွက်တူမှာလိုက်ပါတယ်ဂန်ဒက်ထွက်သွားတဲ့ဘီဘိုတို့လည်းတောထဲကိုစပြီးဝင်လာကြကတနေရာမှာတော့ပြက်နေတဲ့တရားတစ်စီဝင်လာကြပြီးအနားမှာရှိနေတဲ့ຫນွေပေကြီးရဲ့ဆရာလေးတစ်စင်းတစ်ဖက်ကိုကူဖို့နဲ့စီစဉ်လိုက်ကြကတော်ရီကတော့လူကောင်အသေးဆုံးဖြစ်တဲ့ဘီဘိုကိုအရင်ဆုံးဖြတ်ကူခိုင်းလိုက်ပါတယ်အကုန်လုံးကလည်းဝိုင်းပြီးထောက်ခံနေကြအားကြောင့်ဘီဘိုလည်းဘာမှပြန်ပြီးအထွတ်တက်မနေတော့ပဲခက်ခက်ခဲခဲနဲ့တစ်ဖက်ကိုချောင်းအောင်သွားလိုက်ကတခုခုကမူမန်တော်ဆိုတော့တတိထားမိသွားပါတယ်ဒါကြောင့်ဘီဘိုကတစ်ဖက်ကိုမကူခဲ့ဖို့အတွက်လှမ်းပြောဖို့အတွက်လုပ်လိုက်ပြီးစကားမဆုံးသိခင်မှာနေကျန်တဲ့လူပူတွေကလွေပင်ပေါ်ရောက်နေကြပြီးပဲဖြစ်ပါတယ်တော်ရီကလည်းတရားရဲ့တစ်ဖက်ကိုရောက်လာခဲ့ပြီးသူတို့နောက်ဆွဲလာတဲ့တမင်ပြူတကောင်ကိုမြားနဲ့6ပြစ်ပစ်လိုက်ကဘီဘိုကတော့ငါတို့တွေတော့ကဲဆိုးလို့ပါပဲလို့ရှင်းပြလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတက်တိုက်ဆိုင်ဝတ်တို့ကြီးပန်းပါအိပ်ပျော်သွားတာကြောင့်ရေထဲကိုပြုတ်ကျသွားပါတယ်ဒါကြောင့်လူပုတွေလည်းအိပ်ပျော်နေတဲ့ဘုံမှာကိုထန်းစင်နဲ့တဲလာရပြီးအလင်းရောင်ရောလေကောင်းနေတဲ့ရောမရှိတာကြောင့်ထင်အောင်ထမားတွေဖြစ်နေကြကသူတို့ကိုယ်တော်မတိသေးခင်မှာဒီလိုက်ပြောက်သွားကြပါတယ်ဒီချိန်ပဲဘီဘိုကအကြံတစ်ခုရောက်သွားပြီးမပြောမဆိုနဲ့တစ်ပင်ထစ်ကိုတက်သွားကအပေါ်ရောက်တာနဲ့ဝေးခွာနေရကြာလာပြီဖြစ်တဲ့လေကောင်းနေတဲ့တွေကိုတဝါအိတ်ရှူပြလိုက်ပါတယ်ပြီးရတဲ့ဘီဘိုကအနားမှာရှိနေတဲ့မြေတစင်းနဲ့ရေကန်ကြီးတစ်ခုကိုတွေ့လိုက်ရပြီးအတိကျတောင်းတဲ့နဲ့နီးနေပြီဆိုတာကိုလှမ်းပြောပြလိုက်ပါတယ်ဘီဘိုကသာအာကျုံမိုင်နဲ့ပြောနေပေမဲ့အောက်ကနေစကားပြန်မလာကြအောင်တခုခုစိတ်ထည့်သွားပြီးအောက်ကိုပြန်စီးလိုက်တဲ့အချိန်မှာတော့ပင့်ကူကြီးတကောင်ရဲ့ဖမ်းတာကိုခံလိုက်ရပါတယ်ခဏကြာမှတော့ဘီဘိုလည်းတတိပြန်လာခဲ့ပြီးသူ့မှာရှိရထားတဲ့ပင့်ကူကြီးကိုထိုးသက်ပစ်လိုက်ကပင့်ကူအဲ့ရနေရအောင်ရုံထွက်လာပစ်လိုက်ပါတယ်ဒီအချိန်သူ့နားမှာတော့သတိမိနေကြတဲ့အဖွဲသားတွေကိုပင့်ကူအိမ်ထဲမှာဖမ်းခံထားရတာကိုမြင်လိုက်ရပြီးပင့်ကူကြီးကလည်းထပ်ပြီးရှိနေသေးရကြောင်းဘီဘိုကလက်စွပ်ကိုဝဲလိုက်ပြီးပင့်ကူကြီးတွေကိုအဝေးကိုထွက်သွားအောင်လို့အာရုံလွှဲပေးလိုက်ပါတယ်ကြံနေခဲ့တဲ့တကောင်လည်းကိုပြောင်းနေရကြောင်းခက်လွယ်လွယ်ပဲအတိုင်းယူလိုက်ပြီးအဖွဲသားတွေအကုန်လုံးကိုပြန်ပြီးလွှတ်ပေးလိုက်နိုင်ပါတယ်လူပုတွေကတော့ပင့်ကူအိမ်ထဲလွတ်သွားကြပြီးဘီဘိုကဘာမှလဲလို့အချင်းချင်းမေးနေကြကဘီဘိုကလည်းငါအပေါ်မှာရှိရဆိုပြီးအသက်လှမ်းပေးလိုက်ပါတယ်အဲ့အချိန်မှာဘီဘိုရှိကိုပင့်ကူကြီးတကောင်ရလာပြီးကန်ကောင်းစွာနဲ့ဘီဘိုကအရင်တက်ခိုင်းနေတာကြောင့်အသက်ဘေးရဲ့ချက်သားရသွားပြီးကန်ဆိုးကျင်တော့ဘီဘိုနဲ့အတူပင့်ကူကြီးကအောက်ကိုပြုတ်ကျသွားကလက်စွပ်ကလည်းတနေရာကိုပြုတ်ကျသွားပါတယ်ဒါကြောင့်ဘီဘိုလည်းလက်စွပ်ကိုအသက်သက်ပြန်ပြီးရှာနေရကနောက်ထပ်ပင့်ကူတကောင်ရဲ့အနားမှာလက်စွပ်ကိုပြန်ပြီးတွေ့သွားပါတယ်ဒါပေမဲ့ပင့်ကူကလက်စွပ်ကိုစွန့်ပစ်မလို့ဖြစ်သွားအကြောင်းဘီဘိုကဒေါသလက်ကြီးနဲ့ပင့်ကူကိုတက်ပစ်လိုက်ပြီးတစ်ချိန်တည်းမှာပဲဘီဘိုကသူ့ကိုယ်သူတခုခုမှားနေပြီဆိုတော့သတိထားမိသွားပါတယ်တစ်ဖက်မှာလည်းပြန်လွတ်လာတဲ့လူပုတွေကပင့်ကူနဲ့တက်ခိုက်နေရပြီးမက်ကူထဲမှာနေနေတဲ့ Every နဲ့မင်းသားလီကူလက်နဲ့တပ်သားရဲ့ရောက်လာကပင့်ကူကြီးတွေကိုကူပြီးရှင်းပေးလိုက်ပါတယ်ဒါပေမဲ့အကောင့်နဲ့ရှင်းပြရတော့မဟုတ်ပဲပင့်ကူကိစ္စပြီးရနဲ့လီကူလက်ကတိုရီတို့လူပုတိုက်ကိုပါတခါတည်းဖမ်းပစ်လိုက်ပါတယ်ဒီချိန်မှာအုပ်စုကနေတယောက်တည်းကွဲထွက်နေတဲ့ကီလီကတော့ပင့်ကူကြီးတကောင်ရဲ့တက်ခိုက်တာကိုခံနေရပြီးနောက်ဆုံးမှာတော့ကျူရီရောက်လာကကီလီကိုဝင်ခဲ့ပေးလိုက်ပါတယ်လီကူလက်ကတော့တိုရီစီမှာရှိနေတဲ့ရှေးရောက် FD ရဲ့ဓာတ်အောင်တွေ့သွားကမင်းဟာတခိုးကောင်ပဲလို့ပြောလိုက်ပြီးတိုရီကိုအထင်သေးတဲ့အကြည့်နဲ့ကြည့်သွားပါတယ်ဒီလိုနဲ့လူပုတွေလည်းအခြေအနေမဟန်တော့တဲ့အချိန်မှာဒွာလင်ဟာတိုရီကိုဘီဘိုတယောက်ဒီမှာရှိမနေဘူးလို့ခက်တိုးတိုးလှမ်းပြောလိုက်ပြီးစိတ်အေးလက်အေးနဲ့ FD တဲ့တော့စီကိုပါသွားကြပါတယ်ဘီဘိုကလည်းလက်စွပ်ကအစွမ်းနဲ့ပဲပျောက်ကွယ်နေပြီးတိုရီတို့နဲ့နောက်ကိုထွက်ချက်မခွာလိုက်သွားကနောက်ဆုံးမှာတော့လူပုတွေဟာ FD ရဲ့အချုပ်ခန်းထဲမှာအပိတ်ခံထားလိုက်ရပြီးကျူရီရဲ့ကီလီရဲ့အနာမှာခဏခဏရှိနေရကြောင်းလီဂူလက်ကကီလီကိုကြည့်မရဖြစ်လာပါတယ်တိုရီကတော့မက်ဝုဖ်က FD ရဲ့ဘရင်ထရန်ဒူဝဲရှီကိုရောက်နေပြီးထရန်ဒူဝဲဟာအယ်ရိုဘောမှာရှိတဲ့အဖြူအောင်ကျုပ်တွေကိုပေးလို့ရှိရင်စူစာကက်ရက်ကိုကူညီပေးမယ်လို့ကန့်လန့်ပါတယ်တိုရီကတော့အတိတ်ကဖြစ်ရတဲ့ကြောင့် FD ကိုမယုံကြည်နိုင်ဖြစ်နေပြီးထရန်ဒူဝဲကလန်ချက်ကိုညှင်းပယ်လိုက်တာကြောင့်အခြားအဖွဲ့သားတွေနဲ့အတူအချုပ်ထဲကိုသာဝင်လိုက်ရပါတယ်။ဘာလင်ကလည်းသူတို့ဟာမင်းကိုဘာပြောခဲ့လဲလို့မေးလိုက်ပြီးတိုရီကလည်းကလန်မှုတစ်ခုပေးကြောင်းနဲ့ချက်ချင်းပဲညှင်းပယ်လိုက်တဲ့အကြောင်းပြပြလိုက်ပါတယ်။
ဘာလင်ကတော့အဲ့ကန်လက်ချက်ကငါတို့တွေဒီကနေလွတ်ဖို့အတွက်တခုတည်းတော့မှန်နေချက်ပဲလို့ပြောနေပြီးတိုရင်ကတော့ဘီဘိုကိုတတိထားမိသွားကငါတို့တွေမှာဒီကနေလွတ်ဖို့အတွက်အခွင့်အရေးရှိပါသေးတယ်လို့ပြောလိုက်ပါတယ်တစ်ဖက်မှာလည်းထရန်တူဝဲဟာပင့်ကိုအတိုက်ကိုအခုထိမရှင်းပြရသေးတဲ့အကြောင်းကျူရီရဲ့အပြစ်တင်နေပြီးကျူရီရဲ့လည်းဒီမှာသာရှင်းပြလိုက်လို့ရှိရင်တခြားနေရာတွေမှာဒုက္ခရောက်သွားတယ်လို့ပြနေရကြောင်းထရန်တူဝဲကတော့တခြားနေရာတွေဒုက္ခရောက်တာငါတို့လည်းမဆိုင်ဘူးလို့ခက်ပြပြပဲပြောလိုက်ပါတယ်ကျူရီရဲ့လည်းနေရာထွက်သွားပို့လို့လိုက်ပြီးထရန်တူဝဲကတော့သွားဖြစ်သူလီကိုလက်စ်ကကျူရီရဲ့ကိုမြစ်တာတက်ဝင်နေရကြောင်းသူနဲ့အဝေးမှာနေဖို့အတွက်လှမ်းပြောလိုက်ပါတယ်အပြင်မှာလည်း buff ဦးဆောင်တဲ့ off တွေဟာရောက်နေပြီဖြစ်ပြီးပင်မတကားပိတ်ထားကြအောင်ငြိမ်နေရကတခြားဝင်ပေါက်ကိုရှာနေကြပါတယ်ကျူရီရဲ့ကတော့အချုပ်ခန်းတွေကိုလှည့်ပတ်ကြည့်နေပြီးတနေရာမှာတော့ကြောက်တုံးတွေကိုကင်ထားတဲ့ကီလီကိုမြင်လိုက်ရကကျူရီဟာအဲ့ဒါဘာလဲလို့မေးလိုက်ပါတယ်ကီလီကလည်းဒါရီဟာသူ့မေပေးလိုက်တဲ့အဆောင်လေးပါလို့ပြောလိုက်ပြီးနှစ်ယောက်သားစကားတွေကောင်းနေကြကလီကူလက်ကတော့တနေရာကနေကျူရီရဲ့ကိုမျက်နှာတင်နဲ့ဆိုင်ကြည့်နေပါတယ်ဘီဘိုကလည်းညနေထဲမှာလှည့်ပတ်ကြည့်နေပြီးပွဲတော်နေဖြစ်တာကြောင့်မူးနေတဲ့အဆောင်လေးစီကနေအချုပ်ခန်းတော့ကိုအလွယ်လေးပဲယူလာလိုက်ပါတယ်အချုပ်ခန်းထဲကလူပူတွေကတော့ဒီမှာသာပိတ်ပြီးနေလို့ရှိရင်ဒူရင်နေကိုနောက်ချက်ကုန်တော့မှာပဲလို့ပြောနေပြီးစိတ်ထက်တွေကျနေကြပါတယ်အဲ့ဒီအချိန်မှာတော့ရင်နဲ့အတူဘီဘိုရောက်လာအကြောင်းအကုန်လုံးလည်းဝမ်းသာသွားကြပြီးဘီဘိုကအကုန်လုံးကိုလှုပ်ပေးလိုက်ကစီပိုင်းနေထားတဲ့နေရာစီကိုခေါ်သွားလိုက်ပြီးအကုန်လုံးကိုစီပိုင်းနေထဲကိုဝင်ခိုင်းလိုက်ပြီးရေထဲကိုပစ်ချပေးလိုက်ပါတယ်အဲ့ဒီအချိန်ကျတော့မှအဆောင်နေရလဲလူပုတွေထွက်ပြေးသွားတော့သတိထားမိသွားပြီးပြန်ဖမ်းဖို့အတွက်လိုက်ရှာကြရပါတယ်လူပုတွေအကုန်လုံးတော့အပြေထုတ်ပေးလိုက်နိုင်ပေမဲ့ဘီဘိုကတော့တယောက်တည်းကြံနေခဲ့ပြီးအလွယ်လွယ်အချောချောနဲ့နောက်ဆုံးမှာတော့ဘီဘိုတယောက်လည်းရေထဲကိုပြုတ်ကျသွားပါတယ်ဒီလိုနဲ့လူဆုံသွားတဲ့ဘီဘိုတို့အုပ်စုလည်းစီပိုင်းနေတဲ့အတူရေထဲထွက်သွားဖို့အတွက်လုပ်ကြပြီး FD ဟာဓာတ်သတိထားမိသွားအောင်ရေထဲကဂိတ်ကိုပိတ်လိုက်တာကြောင့်ဘီဘိုကိုလည်းရေထဲမှာထပ်ပြီးပိတ်မိသွားပြန်ပါတယ်အဲ့ဒီအချိန်မှာအခွင့်ကောင်းအောင်ဆောင်နေတဲ့ off တွေဟာအထက်ကိုလာကြပြီး FD နဲ့တက်ခိုက်နေကမကြခင်မှာပဲ FD နဲ့ off တွေတိုက်ပွဲဖြစ်သွားခဲ့ပါတယ်ကီလီတို့ကလည်းနေနေလုံးဖြစ်တော်ဦးဆိုတော့သိသွားပြီးဂိတ်ကိုပြန်ဖွင့်ဖို့အတွက်အပေါ်တက်သွားကမောင်းလန်ကိုဆွဲဖြုတ်တော့မယ့်အချိန်မှာဘော့ဖ်ကအစိတ်များသာမိသွားပါတယ်အဲ့ဒီအချိန်မှာလီဂူလက်ကျူရီရဲ့နဲ့တခြား F တွေရောက်လာပြီး off တွေကိုရှင်းပြနေကကီလီကလည်းသူ့မှာရှိတဲ့အားလေးနဲ့ဂိတ်ကိုရအောင်ပြန်ဖွင့်ပေးလိုက်ပါတယ်ဒီလိုနဲ့ဘီဘိုကိုတွေလည်းကီလီရဲ့ကျေးဇူးနဲ့မြေကြောင်းတစ်ချောက်ကိုစီပိုင်းနေအတူမျောပါသွားပါတော့တယ်မြေကြောင်းတစ်ချောက်ကိုမျောပါသွားပေမဲ့ off တွေရှင်ကတော့မကင်းသေးပဲတဲ့တဲ့တော့ပြန်ပြီးတိုက်ခိုက်နေရက F တွေကလည်းသူတို့နယ်မိတ်အစုံအထိ off တွေကိုတိုက်ပြီးတိုက်ထုတ်နေပါတယ်လီဂူလက်ဖ်ကလည်း off တွေကိုအထားကျနဲ့တကောင်ချင်းတပြည့်နေကနောက်ဆုံးမှာတော့ဘီဘိုတို့လူစုလည်း off တွေနဲ့ဝေးရအောင်ရောက်သွားတော့ပါတယ်ကျူရီရဲ့ကတော့နောက်ဆုံးကြံခဲ့တဲ့ off တကောင်တက်ပြစ်ဖို့အတွက်လုပ်နေပြီးလီဂူလက်ဖ်ကဝင်လာလိုက်ကသူတို့သိကျင်တာတွေကိုစစ်မေးဖို့အတွက်တော့စီကိုဖမ်းခေါ်လာလိုက်ပါတယ်တစ်ဖက်မှာလည်းဂန်ဒက်ဖ်က high fat တင်ညောင်းရောက်လာခဲ့ပြီးအုတ်ကူတွေကပွင့်နေတာကိုမြင်လိုက်ရပါတယ်အဲ့ဒီအချိန်မှာရဒကတ်ကလည်းရောက်လာပြီးဒီနေရာမှာမကောင်းတဲ့ဆိုးရည်တွေပြည့်နေရကြောင်းကြကြမနေဖို့အတွက်လာပြောပါတယ်မော်စီယာနှစ်ယောက်လည်းအပြင်ကိုပျော်ထွက်လာကြပြီးရဒကတ်ကဘာလို့ဒီကိစ္စတွေကအခုမှဖြစ်လာရတာလဲလို့မေးနေပါတယ်ဂန်ဒက်ဖ်ကလည်းငါတို့မသိလိုက်သေးခင်မှာတည်းရန်သူတွေကပြောင်းလာပြီးပဲလို့ပြတ်လိုက်ပြီးရန်သူတွေကစစ်ပွဲအတွက်ပြင်ဆင်နေပြီဆိုတာကိုချိန်မိသွားကအဖွဲ့အစည်းကိုပြန်သွားရမယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ရဒကတ်ကဝင်လာလိုက်ပြီးအကုန်လုံးကိုစတင်ဖြစ်ပွားခဲ့တဲ့စွပ်ပေရတဲ့ကြီးစီကိုတွားကြည့်ဖို့အတွက်အကြံပေးလိုက်ပါတယ်ဘီဘိုတို့လူစုကတော့ကျိုးလေးတစ်ခုပေါ်ထွက်လာကြပြီးခီးဆက်ဖို့အတွက်ပြင်ဆင်နေကြကကီလီရဲ့တရားကလည်းတစ်စက်တစ်စက်ပို့ပြီးဆိုးလာနေပါတယ်အဲ့ဒီအချိန်မှာပဲကျုံးပေါ်မှာရေကန်မျိုးကလှေသမားဘက်ဆိုသူနဲ့တွေ့လိုက်ရကဘာလင်ဟာသူတို့ကိုရေကန်မျိုးစီကိုခေါ်သွားဖို့အတွက်ဈေးညီနေပြီးဘက်ကတော့မျိုးတော်ဝင်သားတီးလို့ရှိရင်ပတ်သက်တာတက်နိုင်တာကြောင့်အင်တတင်ဖြစ်နေပါတယ်တိုရင်ကတော့ရေကန်မျိုးစီကိုခေါ်သွားပေးဖို့နဲ့မျိုးကိုပြောလို့ရှိရင်လက်နဲ့စားကြတွေဝယ်ဖို့အတွက်ငကူဝါထက်ဆိုင်ပို့ပြီးတော့ဈေးနှက်ချပေးပါမယ်လို့ညှိလိုက်တာကြောင့်ခလေးတော်အဖေဘက်လည်းကက်လက်ချက်ကိုသဘောတူလိုက်ရပါတယ်တစ်ဖက်မှာလည်းထရဒူဝဲတို့ဟာဖမ်းလာတဲ့ off ကိုစစ်မေးနေကြပြီးလီဂူလက်ဖ်ကလည်းဘာလို့လူပုစတော်နောက်ကိုလိုက်နေရလဲလို့မေးလိုက်ပါတယ်off ကတော့နောက်ဆိုရင်သုံးမဖြစ်တော့မှာမဟုတ်ဘူး။မြားမှန်လာတဲ့ကောင်ကမကြခင်မှာအစိတ်တန်နဲ့တရားတော့မှလို့ပြောလိုက်ပြီးဒီအချိန်မှာအနားမှာရှိနေတဲ့ကျူရီရဲ့ကဟမ်မဆောင်နိုင်လောက်အောင်ဒေါသထွက်သွားကအော့ကိုတတ်ဖို့လုပ်နေရကြောင်းထရန်တူဝဲကဝင်တားလိုက်ရပါတယ်။ကျူရီရဲ့လည်းဘာမှပြန်ပြောမနေတော့ပဲ off ကိုဘူးတိကြည့်လိုက်ပြီးနေရာကနေထွက်သွားလိုက်ပါတယ်။ off ကတော့မင်းတို့ကောင်တွေပြောလို့ရတော့ပြောထားကြမကြခင်မှာမေတ္တာတစ်ခွေလုံးမိတော့တိုက်သွင်းခဲ့ရတော့မှလို့ပြောလိုက်ပြီးလီဂူလက်ဖ်ကလည်းဘာလို့လဲလို့မေးလိုက်က off ကငါတို့ရဲ့တခင်ကြီးပြောင်းလာပြီလို့ပြောလိုက်ပါတယ်။ပြီးရနဲ့ off ကသူတို့ရဲ့တခင်ကြီးကိုအကြီးကျယ်ချီးမိုးပြနေပြီးဒီတစ်ခါမှတော့စိတ်မထင်တော့တဲ့သူဟာထရန်တူဝဲကိုယ်တိုင်ဖြစ်နေက off ကိုတခါတည်းကောင်းဖြတ်ပေးလိုက်ပါတယ်။ off ကသူတို့တခင်ပြန်လာနေပြီဆိုတဲ့စကားလေးကြောင့်ထရန်တူဝဲဟာတုံ့နေခဲ့ပြီးအဆောင်တွေကိုနှဆတိုးချဖို့နဲ့တိုင်းပြည်ကိုလည်းအဝင်ထွက်မလုပ်ဖို့အတွက်အမိန့်ချလိုက်ပါတယ်။လီဂူလက်ဖ်ကလည်းဂိတ်တွေကိုပိတ်ချဖို့အတွက်သွားပြောနေပြီးအဆောင်တယောက်ကကျူရီရဲ့ပြန်မလာသေးဘူးဆိုတဲ့စကားကြောင့်လီဂူလက်ဖ်လည်းဘာလို့လို့မှမသိဖြစ်သွားပါတယ်။ Buff နဲ့ off တက်ဖွဲ့ရတော့ဘီဘိုတို့ရှိနေတဲ့ကျုံးပေါ်ရောက်လာကြပြီးလက်လက်ဆုံးသွန်းကြည့်လိုက်ရလူသားတယောက်နဲ့အတူရေခဲတခြားတစ်ဘက်ကိုထွက်သွားကြပြီဆိုတာကိုသိသွားပါတယ်။ဒီအချိန်မှာဘီဘိုတို့လေလီကလည်းဂိတ်တကူစီရောက်လာကြပြီး Buff ကအကုန်လုံးကိုစီပိုင်းနေတဲ့ဝင်ပို့ခိုင်းလိုက်ကသူကတော့လူတယောက်နဲ့စကားပြောဖို့အတွက်ထွက်သွားပါတယ်။လူပုတွေကလည်း Buff ကိုမျက်စိမပြတ်စောင့်ကြည့်နေကြပြီးခဏအကြာမှာပဲစီပိုင်းနဲ့အကုန်လုံးကိုငားရင်နဲ့ဖြိလိုက်ကဘီဘိုတို့တွေလည်းငားရီအောက်မှာပုံးလည်တာဖြစ်သွားပါတယ်။ဒီလိုနဲ့ Buff ကလေလီယာရေကန်မျိုးရဲ့မျိုးအဝင်တိုးဂိတ်ကိုရောက်လာကြပြီးပြည်သူ့အချစ်တော် Buff ကတော့ဂိတ်ကိုလွယ်လွယ်နဲ့ဖြတ်တန်းဝင်ရသွားပါတယ်။ကဲဆိုးသွားတဲ့မျိုးတော်ဝင်ရဲ့တစ်ထောက် Efrat က Buff ကိုလှေသမားတွေကကုန်တယ်လို့မရဘူးတွေ့ပေါ်လိုက်ပြီးစီပိုင်းနဲ့အကုန်လုံးကိုရေထဲကိုတွန်းချဖို့အတွက်အဆောက်အဦကိုခိုင်းလိုက်ပါတယ်။
ဒါမဲ့ဘာဖ်ကပဲအခြေအနေကိုဝင်ထိလိုက်ပြီးပြည်သူတွေသားတရားမရှိလို့အထီးကျုံးဖြစ်လို့ရှိရင်မျိုးတော်ဝင်ရဲ့ခေါင်းပေါ်ရောက်လာမှာလို့ပြောလိုက်ကဘာဖ်ရဲ့စကားကြောင့်အဲဖရက်လည်းတွေ့ရသွားရပြီးမျိုးတော်ဝင်တစ်ခွက်ရလို့ရှိရင်သူပါအနေသားကျသွားမှာကြောင့်ဘာဖ်ကိုအင်တာနက်နဲ့ပဲသူ့ရဲ့စီးပွားရေးနဲ့တို့လွှတ်ပေးလိုက်ရပါတယ်ဒါမဲ့ဒီရိုက်လို့ပြလိုက်တာတော့မဟုတ်ပဲချက်ချင်းဆိုသူလိုပဲအဲဖရက်ကမျိုးတော်ဝင်စီကိုသွားပြီးဘတ်ကမျိုးတော်ဝင်ကိုဖြုတ်ချဖို့အတွက်ပြည်သူတွေကိုလှုပ်ဆောင်နေလို့သွေးထိုးပေးလိုက်ပါတယ်။ဘာရည်ချင်းမှမရှိတဲ့မျိုးတော်ဝင်ကလည်းအဲဖရက်ကစကားတွေကိုအတီးထင်သွားပြီးဘတ်ကိုပြည်သူတွေအယုံကြည်နေတော့လုပ်ဖို့အတွက်စီစဉ်လိုက်ပါတယ်။ဘတ်ကတော့ဘီဘိုလူစုကိုသူ့ရုံခေါ်သွားဖို့အတွက်လုပ်နေပြီးမျိုးထဲမှာအဆောက်နေရှိနေသေးရကြောင်းအဆောက်တွေကိုအရင်ရှင်းပြနေရပါတယ်။ပြည်သူလူထုကလည်းမျိုးတော်ဝင်ကိုအမြင်မကြည့်ကြတာကြောင့်ဘတ်လူစုကိုတက်တဲ့ဘက်ကနေဝိုင်းဝန်းပြီးကူညီပေးကြပါတယ်။နောက်ဆုံးမှာတော့ဘာဖ်လည်းလူပုတွေကိုအိမ်သားနဲ့တစင်အိမ်ထဲဝင်လို့ရအောင်လို့ဖန်တီးပေးလိုက်ကဘာဖ်ရဲ့ကလေးတွေကလည်းဘီဘိုတို့ကိုလိုအပ်တာတွေကူညီပေးနေပြီးတိုရင်တို့ကမြို့ထဲမှာလူပုတွေလောက်ထားတဲ့မြစင်တစ်ခုကိုမြင်လိုက်ရအောင်ကြောင်းနှစ်ကင်းကြောက်တော့မှတရားကိုတွေ့လိုက်ရသူမျိုးတုံးလောက်သွားကြပါတယ်ဘီဘိုကတော့ဘာတွေကိုအဲ့လောက်မှတလုံးနေရလဲလို့မေးလိုက်ပြီးဘီဘိုရဲ့အမေကိုဘာလဲဝေဖြေပေးလိုက်ကအဲ့လိုမျိုးများစင်တစ်ခုကိုနောက်ဆုံးတွေ့ခဲ့တဲ့အချိန်တုန်းကဒေးမျိုးကိုငကားကြီးစမောက်ကစတင်ဖျက်ဆီးခဲ့တဲ့အချိန်တုန်းကပဲပြပြလိုက်ပြီးငကားကြီးစမောက်ကမာကျော်လာတဲ့ခြေခွန်းတွေကိုမျိုးတော်ဝင်ကီလီယုံကများစင်ဘဝနဲ့အနက်ရောက်အများကြီးနဲ့ပြစ်ခွင်းခဲ့တဲ့အကြောင်းပြပြနေပါတယ်တိုရီကတော့မချင်မနှက်နဲ့လူတွေသာမြောက်အောင်ပန်းအောင်ပြစ်နိုင်ခဲ့လို့ရှိရင်စမောက်တွေအခုချိန်ဒီအသက်ရှင်မှာမဟုတ်ဘူးလို့ရှင်းပြလိုက်ပါတယ်။အဲ့ဒီချိန်ပဲဘာဖ်ကတာဘင်းရောက်လာပြီးငကားရဲ့ခြေကုန်းတစ်ခုကကွာကျသွားတာကိုရောမသိဘူးလားလို့ပြောလိုက်ကဘာလင်ကတော့အဲ့ဒါတွေကဂျုံထဲပုံမြင်နေပါလို့ဝင်ပြောလိုက်ပါတယ်။တိုရီကတလက်စားတဲ့လက်နက်တရားဘာလဲလို့မေးလိုက်ပြီးဘာဖ်ကလည်းသူ့ပတ်ထားတဲ့လက်နက်တွေကိုသွားယူပေးလိုက်ကတန်ခါသိန်းသုံးတဲ့လက်နက်တွေဖြစ်နေရကြောင်းလူမှုတွေလည်းစိတ်ပြတ်သွားရပါတယ်။ဘာဖ်ကတော့သူတို့မှရှိတာဒါအကုန်ပဲဖြစ်ပြီးမျိုးထဲမှာရှိတဲ့တက်ခိုင်လက်နက်တွေအကုန်လုံးကိုမျိုးတော်ဝင်ရလက်နက်တွေထဲမှာတိတ်ထားတဲ့အကြောင်းပြပြလိုက်ကဘာလင်လဲမနှက်မဲ့ဆိုပြီးဒူရင်လေးကိုရောက်ပြီးဖြစ်တာကြောင့်မတက်နိုင်တဲ့အဆုံးမှာတော့ရှိတဲ့လက်နက်တွေခီးဆက်ဖို့အတွက်ပြောလိုက်ပြီးဘာဖ်ကတော့အပြင်မှာအဆောက်နေရထောက်ကြည့်နေကြတာကြောင့်ညရောက်မှပဲအပြင်ကိုထွက်လို့ရမယ်လို့တတိပေးလိုက်ပါတယ်ဘာဖ်ကအပြင်ကိုထွက်လာပြီးတိုရီရဲ့နာမည်ကိုရုံနေကတခုခုကိုတီးသွားအောင်ပစ္စည်းအဟောင်းဆိုင်တစ်ခုကိုပြေးထွက်လာခဲ့လိုက်ပါတယ်ဘာဖ်ကဆိုင်ထဲမှာရှိတဲ့ပိတ်စအဟောင်းတစ်ခုကိုယူကြည့်လိုက်ပြီးတိုရင်ဆိုတာဒူရင်မျိုးဆက်ကဘရင်တစ်ပါးပဲဆိုတာကိုတန်းသိသွားပါတယ်။အဲ့ဒီအချိန်ပဲပတ်ဝန်းကျင်ကသူတွေဟာမြို့ထဲမှာလူပုတွေကိုတွေ့လိုက်ရတာကြောင့်လူပုတွေရဲ့အဲရိုဘောကိုပြန်ပြီးသိမ်းပိုက်မဲ့ရှေ့ဖြစ်ဟိုကအသက်ဝင်လာကြပြီဆိုပြီးတယောက်တစ်ပေါက်ပြောဆိုနေကြပါတယ်။ဘာဖ်ကတော့လူပုတွေသာအဲ့လိုမျိုးလုပ်လို့ရှိရင်ငကားကြီးစမောက်ကပြန်လည်လုံးထွက်လာပြီးသူတို့ရဲ့မြို့လေးဟာအရင်ဆုံးဖြစ်စည်းခံရမယ်ဆိုတာကိုသိနေရကြောင်းလူပုတွေကိုတားဖို့အတွက်အိမ်ကိုအပြန်ဆုံးပြန်လာခဲ့ပါတယ်။ဘာပြန်ရောက်လာတဲ့အချိန်မှာတော့အချိန်တော်သွားခဲ့ပြီဖြစ်ပြီးလူပုတွေဟာအိမ်ရထွက်သွားခဲ့ကြပြီဖြစ်ကတားဖြစ်သူဘင်းကလည်းသူတားဖို့အတွက်ကြိုးစားခဲ့သေးကြောင်းပြောပြနေပါတယ်။တစ်ဖက်မှာလည်းကျူရီယာဘီဘိုးရောက်ခဲ့တဲ့ကျုံလေးစီရောလိုက်ခဲ့ပြီးခြေတံကြားလိုက်ရအောင်ဖျားနဲ့လက်ချင်လိုက်တဲ့အချိန်မှာတခြားသူမဟုတ်ပဲလီဂူလက်ဖြစ်နေပါတယ်။လီဂူလက်ကနန်းတော်တွေကိုပြန်လိုက်ခဲ့ဖို့အတွက်နားချနေရဖြစ်ပြီးကျူရီယာကတော့ထွန်တူဝဲရဲ့အမိန့်တိုင်းနန်းတော်တွေမှာပဲပုံမနေနိုင်ဘူးလို့ပြောလိုက်ကဒီရဲထုတ်ထားလို့ရှိရင် off ဒီယာမကြခင်မှာတိုင်းပြည်ရဲ့ဝင်ပြီးတော့ထင်းတိုင်းကြကြကုန်တော့မှလို့ပြောနေပါတယ်။ဒါကြောင့်ကျူရီယာသူ့ရဲ့လူထက်လိုက်မှလားနန်းတော်ကိုတယောက်တည်းပြန်မလာလို့မေးလိုက်ပြီးမြစ်တာစိတ်ဖို့နေတဲ့လီဂူလက်ကတော့နှစ်ခါတော့စဉ်းစားမနေတော့ပဲကျူရီယာနဲ့အတူ off ဒီကိုလည်းရှင်းနေမှုအတွက်သဘောတူလိုက်ပါတယ်။ဘီဘိုတို့အုပ်စုကလည်းနေဝင်တာနဲ့စတင်လှုပ်ရှားလာကြပြီးလက်နက်တိုက်ထဲကိုဖောက်ဝင်ကြကရသမှတ်လက်နက်တွေအကုန်လုံးကိုယူနေကြပါတယ်။ကဲဆိုးသွားတဲ့ပဲဒဏ်ရာရနေတဲ့ကီလီကလက်နက်တွေကိုတဲရင်းနဲ့လဲချသွားတာကြောင့်အပြင်မှာရှိနေတဲ့အဆောက်နေရဲ့ဖမ်းတာကိုခံလိုက်ရပါတယ်။ဒါကြောင့်ပဲဘီဘိုတို့လူစုလည်းလူအုပ်ကြီးနဲ့အတူမျိုးတော်ဝင်ရှေ့ရောက်သွားကြမျိုးတော်ဝင်ရတော့လက်နက်တွေကိုလာခိုးတဲ့အကောင်တွေအကုန်လုံးကိုရှင်းပြရမယ်လို့ပြောလိုက်ပါတယ်။ဒွာလီကတော့မင်းရှင်းမှာရှိနေတာဘယ်သူလဲဆိုတာကိုမသိသေးဘူးထင်တယ်လို့ပြောလိုက်ပြီးဒီလူဟာတော်ရဲ့မီတူရင်းရဲ့သားတော်ရင်အိုကန်ရှိပဲလို့ခေကျွေးလိုက်ကတော်ရင်ကိုလူရင်ရှိကိုထုတ်ပြလိုက်ပါတယ်။တိုရီကတော့သူတို့ဒီအဲရိုဘိုအုပ်ချုပ်စေကာလမှာရေခဲမျိုးလေးကလည်းချမ်းသာကြွယ်ဝခဲ့ကြောင်းတွေကိုတစ်ဖက်ပဲပြောပြနေပြီးအခုသူတို့သာအဲရိုဘိုကိုပြန်ပြီးသိမ်းပိုက်နိုင်လို့ရှိရင်ရေခဲမျိုးလေးမှာရှိတဲ့သူတွေအကုန်လုံးကိုချမ်းသာကြွယ်ဝအောင်လို့ထောက်ပံ့ပေးမယ်လို့တခါတည်းစော်ဩပြလိုက်ပါတယ်။မျိုးတော်ဝင်ရဲ့အောက်ဆွဲအဲဖရက်ကတော့မင်းပြောတဲ့ငါတို့ကရိုးအောင်မလာလို့ပြောလိုက်ပြီးလူအုပ်ထဲကနေဘီဘိုကတိုရီကသူ့ရဲ့စကားအတိုင်းတာဝန်ယူမယ်ဆိုတာငါအမခံတယ်လို့ထပြောလိုက်ပါတယ်။ဒါကြောင့်ပဲအကုန်လုံးရဲ့အကြည့်တွေကဘီဘိုစီကျော်လာကြပြီးဘီဘိုကတော့သူနဲ့တိုရီကဘာမှမတတ်ဆိုင်ပေမဲ့ခက်ခဲကြမ်းတမ်းတဲ့ခီးတဲ့တစ်ချောင်းမှာကျုံနေခဲ့ရတဲ့အဖြစ်အပျက်တွေအရာတိုရီဆိုတဲ့သူဟာပြောရင်ပြောတဲ့အတိုင်းကိုဖျက်အောင်လုပ်တဲ့သူပဲဆိုတော့ပတ်လိုက်ကဘီဘိုရဲ့ပြောစကားတွေကြောင့်ပြည်သူလူထုကလည်းတိုရီဘက်ကိုပါလာကြပါတယ်။အဲ့ဒီအချိန်မှာပဲလူအုပ်တင်းကနေဘာဖ်ထွက်လာပြီးဒီလူပုတွေယူလာမှာချမ်းသာကြွယ်ဝမှုတွေမဟုတ်ပဲငကားကြီးစမောက်ကမီးတောင်းတဲ့ပစ္စည်းဆုံးရှုံးမှုတွေပဲလို့ပြောလိုက်ကသူတို့ရဲ့မြို့ကိုဒိန်းမြို့လိုမဖြစ်စေလို့ချင်းရင်ဒီလူပုတွေကိုအခုပဲတားရမယ်ဆိုပြီးပြည်သူတွေကိုထပ်ပြီးလှုံ့ဆော်ပြန်ပါတယ်။မျိုးတော်ဝင်ရလဲမင်းရဲ့အဖိုးဂီဒီယွန်ကရောမြောက်အောင်ဖန်အောင်ပြင်နိုင်ခဲ့လို့လားလို့ပြောလိုက်ပြီးအဲဖရက်ကလည်းဝင်ပြီးထောက်ခံပေးလိုက်ကသူတို့ကြောင့်ပဲငကားကြီးဟာပူပြီးဒေါသထွက်သွားကအကုန်လုံးပတ်မဲခဲ့တာကြောင့်ပြည်သူလူထုကလည်းချက်ချင်းပဲမျိုးတော်ဘက်ကိုပါကုန်ကြပြန်ပါတယ်။တိုရီကတော့မျိုးတော်ဘက်ကိုလှည့်လိုက်ပြီးအချိန်မမရှိတဲ့စကားတွေကိုရှုံးပါလားငါတို့နဲ့အတူတူချမ်းသာကြွယ်ဝမှုတွေကိုမျှဝေခံစားမှာလားလို့ထဲပဲမိလိုက်ပါတယ်။ဘာရင်ချင်းမှမရှိတဲ့မျိုးတော်ဝင်ရတော့ချမ်းသာကြွယ်ဝမှုဆိုတာနဲ့လောဘသောအိတ်တက်လာပြီးမကောင်းတဲ့အကြံစီတစ်ခုနဲ့လူပုတွေကိုကူညီမယ်လို့လူထုရှင်းမှာပဲကြေညာလိုက်ပါတယ်။ပြည်သူလူထုကလည်းမျိုးတော်ဝင်ရဲ့စကားကြောင့်အကုန်လုံးဝမ်းသာပျော်ရွှင်ကုန်ကြပြီးမပျော်ရွှင်တဲ့သူကတော့ဘာဖြစ်ကရှေ့မှာဖြစ်လာမဲ့အန်ဒီယာတွေကိုကြိုတင်ပြီးမြင်ရောက်နေပါတယ်။နောက်ရမနဲ့အစောပိုင်းမှာတော့တိုရင်တို့ကိုမျိုးသူမျိုးသားတွေကတောင်းဖက်ဖက်နဲ့နှုတ်ဆက်နေကြပြီးလှေစင်းနဲ့အတူမျိုးကနေထွက်သွားမှုတက်လုပ်နေကြပါတယ်။
လှေပေါ်တက်ခန့်ဒီအချိန်မှာတော့တိုရင်ဟာကီလီကိုမြို့မှာပဲနေခဲ့ခိုင်းလိုက်ပြီးမင်းရဲ့တရားနဲ့ဆိုရင်ငါတို့ရဲ့အကောင်လုံးအချိန်တော့ချက်ကုန်လိမ့်မယ်လို့ပြောလိုက်ကကီလီကတော့သူရထားတဲ့တရားတွေကြောင့်တရားမှာတဲ့အဲရိုဘောရဲ့နေရာတွေမမြင်ရတော့မှကြောင့်ပို့ပြီးဝမ်းနေနေပါတယ်။အိုရီကတော့ဒဏ်ရာရတဲ့သူတွေကိုကူပေးရမှာသူ့ရဲ့တာဝန်ပဲလို့ပြောလိုက်ပြီးကီလီနဲ့တူနေခဲ့ဖို့အတွက်လှေပေါ်ကနေဆင်းသွားပါတယ်။ဖီလီကလည်းသူ့ညီမပါလို့ရှိရင်သူလည်းမလိုက်ဘူးလို့ပြောတာကြောင့်တိုရီရဲ့ဝင်တာလိုက်ရပြီးဖီလီကတော့နှစ်ခါတော့စဉ်းစားမနေတော့ပဲလှေပေါ်ကနေခုန်ဆင်းသွားပြန်ပါတယ်။ဒါကြောင့်ဘလို့မတတ်နိုင်တဲ့အဆုံးမှာတော့တိုရင်တို့လည်းရှိရသူနဲ့ပဲအထီးကျတော်တဲ့စီကိုရအောင်ခကြီးဆက်လာကြရပါတယ်။ပိုဆိုးတာအဲ့ရထန်တော့ကြနေလို့ဘိုဖာကလည်းတိုရင်တို့နဲ့တူပါမသွားပဲကီလီနဲ့တူရေကယ်မျိုးပါပဲခြံနေခဲ့ပြန်ပါတယ်။ဒီအချိန်မှာကီလီရဲ့တရားတော့သိုးတဲ့ပိုဆိုးလာကြအခုကြီးတောင်းဖို့အတွက်မျိုးတော်ဝင်တော့ကိုလည်းသွားကြပြီးသူတို့ထင်သလိုဖြစ်မလာပဲပြည်သူတွေရဲ့ကြွယ်အောင်ထောက်တာနဲ့မျိုးတော်ဝင်ဟာကီလီတို့ကိုဘာကူညွတ်မပေးပဲတင်ထုတ်ပစ်လိုက်ပါတယ်။ရွေးချယ်စရာမရှိတော့ရနဲ့ဘိုဖာဦးဆောင်ပြီးဘာဖကအိမ်ဝဲပန်းသွားလိုက်ကြကဘာဖလည်းအစားတော့ညင်ညင်နေပေမဲ့ဒဏ်ရာရနေရဆိုတာကြောင့်ကူညီပေးဖို့ဆုံးဖြတ်လိုက်ရပါတယ်။တစ်ဖက်မှာလည်းဘီဘိုတို့ကအတိကျတောင်းတဲ့စီကိုခီးဆက်လာကြပြီးလန်တစ်ချောင်းလုံးမှာဘာလင်ဟာအရင်တော့ဟာဒီနားပတ်ဝန်းကျင်နေဟာဘယ်လောက်ထိတရားခဲ့ကြောင်းဒီကိုဘီဘိုကပြပြနေပါတယ်ခဏအကြာမှာတော့ဒင်းမျိုးပြကြီးကိုတွေ့လိုက်ရပြီးဘီဘိုဟာဘာဆိုမှမသိကြတဲ့အကြောင်းဘာလင်ရပဲတစ်ခက်တစ်ခါတုန်းကဒင်းမျိုးကြီးရဲ့ချမ်းသာကြွယ်ဝမှုတွေကိုထပ်မံပြပြနေရပါတယ်တိုရီကတော့တောင်ပေါ်တခါတက်ဖို့အတွက်လုပ်နေရကြောင်းဘီဘိုဟာဂန်ဒက်ကိုစောက်အောင်မယ်လို့တတိပေးနေပြီးတိုရီကတော့မှော်စရာကိုစောက်နေရင်နေဝင်သွားလိမ့်မယ်လို့ပြောလိုက်ကတောင်ပေါ်သာခီးဆက်လာကြလိုက်ပါတယ်တစ်ဖက်မှာလည်းဂန်ဒက်တို့မော်ဆရာတယောက်ကစွတ်ပရတဲ့ကြီးစီကိုရောက်လာကြပြီးဂန်ဒက်ကဂလာဒရီယာကိုအကျိုးကြောင့်ပတ်ဖို့အတွက်ရန်ဒကတ်ကိုပြန်ထုတ်လိုက်ပြီးစွတ်ပရတဲ့ကြီးစီကိုတော့ဂန်ဒက်ကတယောက်တည်းပဲဝင်သွားလိုက်ပါတယ်ဂန်ဒက်လည်းရေးတဲ့ထဲမှာပတ်ကြည့်နေပြီးတစုံတယောက်ကတော့ဂန်ဒက်ကိုချောင်းခွက်တက်ခဲ့ဖို့အတွက်တနေရာကနေစောင့်ကြည့်နေပါတယ်ဂန်ဒက်ကမန်နတချို့ကိုတွန်းလိုက်ပြီးနေရာကိုစစ်ဆေးကြည့်တဲ့အချိန်မှာပုံးနေတဲ့ X တို့အဖွဲ့ကလည်းဂန်ဒက်ကိုတက်ခဲ့ဖို့အတွက်အခွင့်ကောင်းအောင်ရအောင်စောင့်နေကြပါတယ်တနေရာရောက်မှာတော့ဂန်ဒက်ကယူနီရဲ့လူပိုးတစ်ကောင်ရဲ့တက်ခိုက်တာကိုခံလိုက်ရပြီးဂန်ဒက်ကသူ့ရဲ့အစွမ်းနဲ့ယူနီရဲ့သူကိုစိတ်ညစ်အောင်လုပ်ပေးလိုက်ကသူ့ကိုတက်ခိုက်တဲ့သူပူဟာတခြားသူဟုတ်မနေပဲတိုရင်းရဲ့အဖေမိတ်ဆွေဟောင်းကြီးတူရင်းဖြစ်နေပါတယ်တူရင်းကလည်းဂန်ဒက်ကိုပြန်မှတ်ပြီးသွားပြီးတူဒီနေရာမှာပိတ်ပြီးနေတာတပွားစာလောက်ရှိရလို့ဝမ်းနဲ့ဖွယ်ပြပြနေကသူ့သားလေးတူရင်းရောအစင်ပြေလားလို့မေးလိုက်ပါတယ်ဂန်ဒက်ကတော့တူရင်းအစင်ပြေပြီးကိုကိုယ်တိုင်လည်းကြည့်လို့ရတာပေါ့လို့ပြောလိုက်ပြီးတူရင်းကိုစွတ်ပြရတဲ့ထဲကနေအပြုံခေါ်ထုတ်သွားဖို့အတွက်လုပ်လိုက်ပါတယ်တူရင်းဟာမော်ရီယာတိုက်ပွဲအတွင်းမှာအက်ဇာဟာသူ့ရဲ့လက်ကိုဖျက်ပြီးလက်စွပ်ကိုပါတခါကြီးသွားတဲ့အကြောင်းပြပြလိုက်ကဂန်ဒက်ကလည်းလက်စွပ်ခွနဲ့ကွင်းနေရနောက်ဆုံးတစ်ကွင်းမှာခြားသွားပြီဆိုတာကိုသိသွားပါတယ်တူရင်းဟာမြေပုံနဲ့တော့ရောဘာမှရှိလဲလို့မေးလိုက်ပြီးဂန်ဒက်ကလည်းတူရင်းလက်ထဲမှာရှိကြောင်းနဲ့အခုချိန်မှာတူရင်းဟာလူပုတွေကိုဦးဆောင်ပြီးအဲရိုဘောကိုပြန်သိမ်းဖို့အတွက်လုပ်နေတဲ့အကြောင်းပြပြလိုက်ပါတယ်တူရင်းကတော့ချက်ချင်းပဲမျက်နှာပြတ်သွားပြီးတူရင်းကိုအဲရိုဘောစီကိုမတော်ခိုင်းဖို့အတွက်အကြောက်ခံပြောနေပါတယ်ဒီချိန်မှာဘီဘိုတို့အဖွဲကတော့တောင်ကျရောလာကြပြီးတောင်ပေါ်ကိုတက်ဖို့အတွက်လမ်းအောင်ရှာမတွေ့ရကြောင်းလမ်းပြောက်နေကြတဲ့အချိန်ဘီဘိုကပဲတောင်ပေါ်တက်တဲ့လှုပ်ဝလမ်းအောင်ရှာတွေ့သွားပါတယ်ဒီလိုနဲ့အကုန်လုံးတွေတောင်ပေါ်ရွက်လာကြပြီးနေရာတစ်ခုကိုတွေ့လိုက်ရကမကြခင်မှာပဲနေဝင်တော့မှကြောင်းအချိန်ဆွဲမနေတော့ပဲတောဘက်ကိုစတင်ရှာဖွေကြပါတယ်ကဲဆိုးသွားတဲ့ပဲနေဝင်တဲ့အချိန်ထိတောဘက်ကိုရှာမတွေ့ရကြောင်းလူပုတွေလည်းစိတ်ပြတ်သွားကြပြီးတိုရင်ကိုတွေကလည်းလက်ချော့လိုက်ကတော့ကိုပစ်ထက်လိုက်ပြီးတောင်းကိုပြန်ဆင်းသွားပါတယ်ဒါမဲ့ဘီဘူကတော့လက်မလျှော့သေးပဲခွက်စာကိုပြန်ဖက်နေပြီးမကြခင်ပဲလားထွက်လာတာကိုမြင်လိုက်ရကဒူရင်နဲ့နောက်ဆုံးရောင်ကြီးဆိုတာနေရောင်ကြီးကိုပြောတာမဟုတ်ပဲလားရောင်ကြီးကိုပြောရဲဆိုတာကိုသိသွားပါတယ်ချက်ချင်းဆိုသလိုပဲလားရောင်ကတော့ဘက်ကိုကျွန်းပြနေပြီးဘီဘူကဝမ်းသာအားရနဲ့လူပုတွေအကုန်လုံးပြန်လှမ်းခေါ်လိုက်ပါတယ်ပြီးရနဲ့ဘီဘူကတော်ရင်လွတ်ချခဲ့မိရဲ့တော့ပြန်ချနေပြီးချောင်းနဲ့တိုက်မိလိုက်တာကြောင့်အောက်ကိုပြုတ်ကြမလို့ဖြစ်သွားကပြန်ရောက်လာတဲ့တော်ရင်ကတော့ကိုဝင်ထိန်ပေးလိုက်ပါတယ်ဒီလိုနဲ့လူပုတွေအကုန်လုံးလည်းပြန်ရောက်လာကြပြီးတော်ရင်တော့ကိုကောက်ယူလိုက်ကလားရောင်ကျွန်းပြနေတဲ့တော့ဘက်ကနေတစ်စင်းတကားကိုဖွင့်လိုက်ပါတယ်အထဲကိုရောက်တာနဲ့လူပုတွေကမိုးရက်မြော်ပြောင်းလာအကြောင်းဝမ်းသာလို့စိုးနေကြပြီးဘီဘိုကလည်းနေရန်ပေါ်မှာရှိနေတဲ့ကြောက်ထွေးပကြီးတစ်ခုကိုကြည့်လိုက်ကပလင်ပေါ်မှာရှိနေတဲ့ကြောက်တုံးဟာဘာလဲလို့မေးလိုက်ပါတယ်ဘာလင်ရပဲအဲ့ဒါအာကန်စတုံးပဲလို့ပြောလိုက်ပြီးတိုရီကမင်းကောင်နဲ့အတူတူအခုဒီမှာရှိနေရတာအဲ့ဒါကြောင့်ပဲလို့ပြောပြလိုက်ကအကုန်လုံးရဲ့အကြည့်တွေကဘီဘိုစီရောက်လာကြပါတယ်ဘာလင်ကတော့ဘီဘိုကိုနေရာတစ်ခုစီကိုခေါ်သားလိုက်ပြီးအာကန်စတုံးကိုပြန်ယူဝေးဖို့အတွက်ပြောနေကဘီဘိုကအာကန်စတုံးဆိုတာကိုမြင်အောင်မမြင်ဘူးလားကြောင့်ဘယ်ဟာလဲဆိုတာကိုမသိနိုင်ဘူးလေလို့ပြောလိုက်ပါတယ်ဘာလင်ကတော့မင်းအောက်မှာရဲသနာတွေအများကြီးမြင်နေရပေမဲ့အာကန်စတုံးဆိုတာတကူလေးသာရှိပြီးမြင်တာနဲ့ဘာလဲဆိုတာကိုချက်ချင်းသိတဲ့ရဲသနာပဲလို့ပြောပြနေကဒီအတွက်ဝင်တော့ဝင်ဖို့မထားဖို့နဲ့မင်းမလုပ်နိုင်လို့ရှိရင်လည်းအဆင်ပြေပါလေလို့ပြောလိုက်ပါတယ်ဒါမဲ့ဘီဘိုကတော့ပြောထားတဲ့ဂတိအတိုင်းတီအောင်လုပ်ပေးမယ်လို့ပြောလိုက်ပြီးအောက်ကိုဆင်းသွားဖို့လုပ်တဲ့အချိန်မှာဘာလီဟာငကားကြီးတစ်ကောင်တွေးလို့ရှိရင်တော့ဘယ်တော့မှမနှိုးမိစေနဲ့လို့လှမ်းပါလိုက်ပါတယ်တစ်ဖက်မှာလည်းဂန်ဒက်နဲ့တူရင်းတို့ဟာဆွတ်ရရဲတဲ့ထဲကနေထွက်ပြေးဖို့အတွက်လုပ်နေကြပြီးတူရင်းဟာလက်ရှိမှာစမောက်နဲ့ငါတို့နဲ့ရန်သူဟာတစ်ဖွဲ့တည်းပဲလို့ပြောပြလိုက်ပြီးတူရင်းတို့ချလာမယ့်အချိန်ကိုစမောက်ကတမင်တကာစောင့်နေရလို့ပြောပြလိုက်ကအဲ့ဒီအချိန်မှာပဲဂန်ဒက်ကမ်ဆာဟိုက်ထောက်ခွင့်တိုက်ခိုက်တာကိုခံလိုက်ရပါတယ်ဂန်ဒက်လည်းပြန်လက်ခုခံနေရင်မင်းတို့ရဲ့တခင်ဟာဗမာလဲလို့မေးလိုက်ကထူးဆန်းသွားနေပဲငါဟာနေရာတိုင်းမှာရှိရဲဆိုတဲ့အတန်ကြီးကိုကြားလိုက်ရပါတယ်ဒီစကားကြောင့်ဂန်ဒက်လည်းစိတ်ကြိုက်မှုဖြစ်သွားပြီးအနီးနားပတ်ဝန်းကျင်ကိုပတ်ကြည့်လိုက်တော့ off တွေကနေရာပေါင်းစုံမှာရှိနေရကြောင်းအလင်းနဲ့တစ်ခုကိုစစ်ခေါ်လိုက်ပြီးတူရင်းကိုခေါ်ကနေရာကနေထွက်ပြေးသွားရပါတယ်ဂန်ဒက်လည်းထွက်ပြေးလာရင်တနေရာအကြောင်းမှာတော့အနက်ရောက်အချိန်ကြီးတစ်ခုကိုတွေ့လိုက်ရပြီးတူရင်းဟာတူတီမှာပဲလို့ရှင်းရုပ်လိုက်ပါတယ်အခြေအနေတွေကိုချက်ချင်းရိပ်ပြီးသွားတယ်တူရင်းဟာဂန်ဒက်ကိုအာသားလေးတူရင်းကိုအရင်ချစ်တယ်လို့ပြောပြပါကလို့ပြောလိုက်ပြီးအနက်ရောက်အချိန်ကြီးဟာဆွဲခေါ်တာကိုခံလိုက်ရကဂန်ဒက်လည်းရှိသမျှအစွမ်းနဲ့အရင်ကြီးကိုပြန်ပြီးခုခံနေရပါတယ်
ခဏကြာမှပဲအချိန်တည်းကနေမီးတောက်တွေနဲ့အတူအနက်ရောင်ပေါ်ပညာတွေရဲ့တခင်ကြီးစာရုံရဲ့ပုံစံထွက်ပေါ်လာကမီးတောက်တွေဟာဂန်ဒက်ဖ်ကတောက်ဝေးကိုတခါတည်းဝါမျိုးသွားပါတယ်နောက်ဆုံးမှာတော့ဘလုံးမပြန်မချနိုင်တော့တဲ့ဂန်ဒက်ဖ်လည်းလက်ချော့လိုက်ရပြီးစာရုံဖမ်းတာကိုခံလိုက်ရပါတယ်တစ်ဖက်မှာလည်းဘီဘိုဟာနန်းတော်တွေကိုဆင်းသွားပြီးတောင်လုံပုံလေးရေတနာတွေကိုတွေ့လိုက်ရတာကြောင့်အလွန်မင်းအံ့ဩနေရပါတယ်တောင်လုံပုံလေးရေတနာတွေထဲမှာအာဂတ်စတိုးကိုရှာရတာဟာဘီဘိုအတွက်တော့ကောက်ရုံးပုံထဲမှာအိုက်ပေါက်ရှာရတဲ့ပုံပြီးဆိုးနေပါတယ်ဒီလိုနဲ့ဘီဘိုလည်းလက်ပတ်ရှာဖွေနေနေတနေရာရောက်မှာတော့မျိုးလုံးကြီးတစ်ခုကိုတွေ့လိုက်ရအကြောင်းတဲတစ်ခုတော့မှဝင်ပုံနေလိုက်ပြီးဘီဘိုရဲ့အနက်ကြောင့်ငကားကြီးစမောက်ကလည်းအိပ်ပေါ်နေရနေချက်ချင်းပဲနိုးလာပါတယ်ဘီဘိုလည်းကိုပြောလက်စုပ်ကိုချက်ချင်းဆွတ်လိုက်ပြီးသူ့ကိုလိုက်ရှာနေတဲ့စမောက်ကလက်ထက်ကနေထွက်ပြေးနေရကရေတနာပုံထဲမှာပြေးနေရအကြောင်းလူမမြင်ရလေအတန်အော်တော့ကြားနေရပါတယ်စမောက်ကလည်းဘီဘိုစီမှာရှိနေတဲ့လက်စုပ်ကအကြောင်းကိုသိနေရတာကြောင့်မင်းစီမှာရှိနေတဲ့ရွှေလက်စုပ်တဲ့ဒီမှာရှိနေတဲ့ရေတနာတွေဟာပို့ပြီးတန်ဖိုးကြီးလို့ပြောလိုက်ပါတယ်ဒါကြောင့်ဘီဘိုကလည်းကြံရများတဲ့အဆုံးမှာတော့လက်စုပ်ကိုချွတ်ချပစ်လိုက်ပြီးစမောက်ကအရှိကိုထွက်လာလိုက်ကသူဒီယိုလာတာဟာခိုးဖို့မဟုတ်ပဲငကားကြီးစမောက်ကကြီးကျယ်ခံလာတဲ့ပုံကိုမြင်တွေ့ချင်တာကြောင့်မှလို့ပြောပြလိုက်ပါတယ်ဒီစကားကြောင့်စမောက်ကလည်းဂုံယူဝေကြောတာနဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုထွက်ပြလိုက်ပြီးငါ့အခုလိုပြောနေလေမင်းအသက်ရှင်မှာမဟုတ်ဘူးလို့ပြောလိုက်ကမင်းရဲ့အပေါင်းမှာလူပုတွေအခုမှလဲလို့မေးလိုက်ပါတယ်ဘီဘိုကလည်းလူပုတွေဟုတ်လားမဟုတ်တာဗျာကျွန်တော်တို့ထဲလာတာပါလို့ပြောလိုက်ပြီးငကားကြီးထရတဲ့အချိန်မှာပဲသူ့ရဲ့အောက်မှာတစ်ဖိဖိတောက်နေတဲ့အာဂတ်စတိုးကိုတွေ့လိုက်ရပါတယ်စမောက်ကတော့အပေါ်ရင်မလုပ်ပါနဲ့လူပုတွေတစ်ချိန်ကျရင်ဒီလိုပြန်လာမှာကိုငါသိရလို့ပြောလိုက်ပြီးတိုင်လုံးတွေကိုဖျက်ဆီးပေးလိုက်တာကြောင့်အာဂတ်စတိုးကလည်းအဝေးလိုထက်သွားခါမြေကြီးတွေပါတုန်ခါသွားရပါတယ်မြေကြီးတွေရဲ့ဒုက္ခမှုကအပြင်မှာရှိနေတဲ့လူပုတွေစီပေါ်ရောက်သွားပြီးဘာလင်ကတော့ငကားကြီးလို့လာပြီးဆိုတော့တန်းတီးသွားပါတယ်ဒီလောက်နဲ့နေမပြီးသေးပဲရေကန်မျိုးလေးရလူတွေကပါစမောက်ရောက်ဖြစ်လာတဲ့ဒုက္ခမှုယူခံစားလိုက်ရပြီးဘာဖကဲသားသမီးအငယ်လေးတွေကငကားကြီးကြောင့်အကုန်လုံးတရားတော်မှာလာလို့မေးနေကြပါတယ်ဘာဖကတော့သူ့ပွက်ထားတဲ့ငကားကိုတက်တဲ့ပြတ်နှက်ကိုထုတ်လိုက်ပြီးစိတ်ပူပါနဲ့ဒီတစ်ခေါက်မှာတော့အဖေဟာအခြေလက်ဦးအောင်လို့အဲ့ကောင်ကြီးကိုတပ်ပေးမှာပါလို့ပြောလိုက်ပါတယ်ဒီလိုနဲ့ပဲဘာဖကတားဖြစ်သူဘိန်းနဲ့ပြပြစီကိုတောင်းဖို့လုပ်နေကြပြီးထင်သလိုဖြစ်မလာပဲမျိုးထောက်တက်တည်းရဲ့ဖမ်းတာကိုခံလိုက်ရတာကြောင့်ဘိန်းကိုပြတ်နှက်ကိုဖွက်ထားခိုင်းလိုက်ရပါတယ်ဘီဘိုဘတ်မှာလည်းစမောက်ကလက်ကနေရှောင်းနေအာဂတ်စတိုးကိုလိုက်ကောက်နေရပြီးစမောက်ကအော်ဂတ်ရှိတွေဟာလောဘစောတက်နေတဲ့ဘွေယူလူပုကောင်တွေပဲလို့ပြောနေကမင်းတီကိုထွက်လာတာကလည်းအာဂတ်စတိုးကိုယူဖို့တက်ပဲဆိုတာငါသိကြလို့ပြောလိုက်ပါတယ်အပြစ်ပါလဲဘာလီယာတကူကိုတုံးလုံးနေပြီးတိုရီကတော့ဘာမှစိတ်မူပါနဲ့လို့ပြောနေကဘာလီယာငါစိတ်မူတာတခြားမဟုတ်ဘူးမင်းတို့လိုပဲပြောလိုက်ပါတယ်အကြောင်းကတော့ဘာလီယာအထက်ရေတနာပုံကြီးကြောင့်မင်းရဲ့အဖို့ပြောနေသွားတာကိုငါ့ရဲ့မျက်စိနဲ့မြင်ခဲ့ရပြီးမင်းတို့တော့အဲ့ရေတနာရဲ့ကြောင့်အဲ့လိုအဖြစ်မခံနိုင်ဘူးကွာလို့ပြောနေတဲ့အချိန်တိုရီကတော့ကျုပ်အဖိုးလိုမျိုးမဟုတ်ဘူးလို့ခက်ပြက်ပဲပြောလိုက်ပါတယ်ဒီအချိန်မှာဘီဘိုကတော့လှည့်ပတ်ပြီးနေတဲ့စမောက်ကကျေးကုံတစ်ခုကကွာကြနေတာကိုတွေ့သွားပြီးဂျုံတန်းစကားတွေဟာတကယ်ပဲဆိုတာကိုသိသွားကငကားကြီးကိုတက်လို့ရတဲ့အချက်ကိုသိသွားပါတယ်ဒီလိုနဲ့ပဲဘီဘိုကအာဂတ်စတိုးကိုယူဖို့တက်လုပ်လိုက်ပြီးစမောက်ကမီးနဲ့လမ်းမိုးနေတာကြောင့်လက်စုပ်ကိုအပြန်ဆွတ်လိုက်ရကနေရာကနေထွက်ပြေးလာလိုက်ရပါတယ်ဂန်ဒက်ဖ်ကလည်းလောက်ကျက်တစ်ခုထဲမှာအဖမ်းခံလိုက်ရပြီးတလျောက်စစ်ချီတက်နေတဲ့ offset တဲ့ကြီးကိုမြင်လိုက်ရပါတယ်ဒီအချိန်မှာ Bob နဲ့တခြား off တွေကတော့ရေကန်မျိုးလေးစီရောက်လာကြပြီးစစ်ပိတ်ချထွက်နေတဲ့ဘူဖားတွေတစင် Bob ရဲ့အိမ်ကို off တွေရောက်လာကြကလူပုတွေကလည်း off တွေကိုပြန်လဲခုခံကြရပါတယ်အဲ့အချိန်မှာပဲအချိန်ကိုက်ဆိုသလိုလီဂူလက်နဲ့ကျူရီတို့ရောက်လာကြပြီး off တွေကိုဝင်ကိုရှင်းပေးလိုက်ကတိုတွေမရှိတော့တာကိုသိသွားကြအောင် Bob ကတက်ကိုပြန်ဆုပ်ဖို့အမိန့်ပေးလိုက်ပါတယ်လီဂူလမ်ကတော့ဆုတ်သွားရတဲ့ဒီကိုအနောက်ကနေတစ်ချက်မခွာတိုက်နေပြီးကျူရီကတော့တိမ်မလို့ဖြစ်နေတဲ့ကီလီကိုကယ်ဖို့နေခဲ့ပါတယ်ဘူဖာယူလာတဲ့ဆေးပင်နဲ့ကျူရီယာကီလီယာတရားကိုကုသပေးနေပြီးကီလီယာတော့သူ့ရဲ့အမြင်မှာကျူရီယာကိုနှစ်သမီးတစ်ပါးလိုမျိုးမြင်အောင်နေပါတယ်တစ်ဖက်မှာလည်းတိုရီယာကိုယ်ရဲ့အောက်ကိုလိုက်ဆေးလာပြီးထွက်ပြေးလာတဲ့ဘီဘိုကိုတားလိုက်ကအာဂတ်ဆုံးကဗမာလဲလို့မေးလိုက်ပါတယ်ဘီဘိုကတော့ငကားကြီးနောက်မှလိုက်လာအကြောင်းအရင်ဆုံးထွက်ပြေးဖို့တက်ပြောနေပြီးတိုရီယာလက်မခံတာကြောင့်ဘီဘိုလည်းဘာလို့မှမသိဖြစ်နေပါတယ်အဲ့အချိန်ပဲအချိန်ကိုက်ဆိုသလိုတခြားသူတွေပါရောက်လာပြီးစမောက်ကမီးနဲ့လမ်းမိုးနေတာကြောင့်အကုန်လုံးလည်းအခန်းလုံးတစ်ခုတည်းကိုပြေးဝင်လိုက်ကြရပါတယ်ဘာလီယာတခြားထွက်ပေါက်တစ်ခုရှိကြောင်းနဲ့အဲ့နေရာကိုတိုင်းညွတ်ပြလိုက်ပြီးစမောက်ကလက်ကနေရှောင်ရပုံကြရင်းနဲ့တခြားထွက်ပေါက်တစ်ခုစီရောလာကြပါတယ်ကဲဆိုးသွားတဲ့ထွက်ပေါက်ကတတုံးနေနဲ့ပိတ်မိနေပြီးအထဲမှာလည်းပိတ်မိလို့တိတ်ကုန်တဲ့လူပုတွေရဲ့အလောင်းတွေကိုတွေ့လိုက်ရပါတယ်တိုရီကတော့သူတို့တွေသာအခုချိန်မှာလက်ချော့လိုက်လို့ရှိရင်ဒီလိုမျိုးပဲတေကုန်ကြမှာလို့ပြောလိုက်ပြီးငကားကြီးကိုဗမဲဖို့တွေစီကိုပြောင်းခေါ်လိုက်ကတခါတည်းမီးလုံးတိုက်သွေးပြမယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့ပဲတိုရီရဲ့အကြံတိုင်းလူစုခွဲလိုက်ကြပြီးစမောက်ကိုဗမဲဖို့တွေစီရစီကိုပြောင်းခေါ်သွားဖို့အတွက်လုပ်ကြပါတယ်တစ်ဖက်မှာလည်း Bob ကတိုင်တို့လူစုဟာတောင်ပေါ်ရောက်နေပြီဆိုတာကိုသတိပြန်ပေးဖို့အတွက် off ဒီကိုပြန်ခိုင်းနေပြီးအဲ့ဒီအချိန်မှာပဲလူကူလက်ရောက်ချလာက Bob နဲ့တယောက်ချင်းစားပြီးတိုက်ခိုက်ပါတယ်ဒါမဲ့တခြား off ဒီကပါဝင်ပြီးတက်ခိုက်ပြီးရကြောင်း Bob ကိုတော့သွားပြီးလီဂူလက်ကတော့လွယ်လွယ်နဲ့လက်မလျှော့ပဲ off ဒီကိုရှင်းပြလိုက်က Bob ကနောက်ကိုရအောင်ထက်ချက်မခွာလိုက်သွားပြန်ပါတယ်တိုရီတို့ဘက်မှာလည်းနီးမျိုးမျိုးနဲ့စပေါက်ကြီးကိုဗမဲဖို့ရှိအောင်မြောက်ခေါ်သွားလိုက်နိုင်ပြီးကန်ဆိုးသွားတဲ့မီးဖို့တွေဟာအေးခင်းနေပြီဖြစ်တာကြောင့်ဘလုံးကသုံးစားမရဖြစ်နေပါတယ်ဒီအချိန်မှာပဲတိုရီဟာတခုခုစဉ်းစားမိသွားပြီးစမောက်ကဒေါသကိုဆွပေးလိုက်ကစမောက်ကမီးရည်နဲ့ပဲမီးဖို့တွေကိုပြန်လည်မီးတော့စေလိုက်ပါတယ်ပြီးရတဲ့တိုရီဟာစမောက်ကိုမီးတော့တိုက်သွင်းဖို့အတွက်အကုန်လုံးကိုတာဝန်တိတိပေးလိုက်ပြီးနေရာယူခိုင်းလိုက်ပါတယ်အားလုံးအစင်သေးဖြစ်တာနဲ့တိုရီဟာစမောက်ကိုပြန်ခေါ်လိုက်ပြီးနေရာတစ်ခုစီကိုကွက်တိရောက်တာနဲ့ဘီဘိုကိုမောင်းနှံကိုဆွချခိုင်းလိုက်ကအချိန်နဲ့ထွက်လာတဲ့ရေပန်းတွေကြောင့်စမောက်လည်းမီးမုတ်နိုင်ဖြစ်သွားရပါတယ်ဒီအချိန်တလက်စာထဲမှာပဲဘဲပုံမှာရှိနေတဲ့ဆက်တွေကလည်းအကုန်လုံးလဲပတ်လာပြီးလူတွေကလည်းစမောက်ကိုတက်တဲ့ဘက်ကနေနှုတ်ခတ်ဝိုင်းပေးနေကြပါတယ်ဒီအချိန်မီးတို့ပေါ်မှာရှိနေတဲ့ရွှေတွေကလည်းအရေးပြိုကျသွားပြီးတော့တိုရီဟာအပေါက်ကိုဖွင့်လိုက်ကရွှေရည်ပူတွေကိုနေရာတစ်ခုစီကိုစီစဉ်ခိုင်းလိုက်ပါတယ်ဘ
ပြီးရတဲ့တိုရင်ကစမောက်ကိုဘေးပြတိုက်စီကိုပြောင်းခေါ်ဖို့တိုက်ပြောလိုက်ပြီးအကုန်လုံးကလည်းပြတိုက်စီကိုအုပ်ချိန်တင်ပြေးကြရပါတယ်ဘီဘိုနောက်ကနေတစ်ဆင့်စမောက်ကပြက်တဲ့ထရောက်လာခဲ့ပြီးဘီဘိုကတော့ပုံနေလိုက်ခါစမောက်ကတော့အုတ်ကန်ရှိမင်းကုချက်ချင်းထွက်မလာလို့ရှိရင်ရေကန်မျိုးကိုသွားပြီးတော့ဖက်စီးပြစ်မယ်လို့ပြောလိုက်ပါတယ်ဒါကြောင့်ဘီဘိုကပဲဝင်ထားလိုက်ပြီးအခုချိန်မှာအုတ်ကန်ရှိမှအုတ်ကန်ရှိပဲဖြစ်နေတဲ့စမောက်ကတော့ဘီဘိုပြောတာကိုဂယုမဆိုင်ပဲထွက်သွားဖို့လုပ်နေရကြောင်းတိုရင်အုတ်ကန်ရှိကအတန်လှမ်းပေးလိုက်ပါတယ်ဒီလိုနဲ့စမောက်လည်းကြောက်တစ်ခုပေါ်မှာမမိုင်းရက်နေတဲ့တိုရင်ကိုတွေ့သွားလိုက်ပြီးအနားကိုကတ်သွားတဲ့အချိန်တောင်အုပ်ကဘရင်ဆိုတာငါပဲလို့ကြော်လိုက်ပါတယ်တိုရီကတော့အခုချိန်မှာငါတို့ပိုင်တာတွေကိုငါတို့ပြန်ယူရမှာပေါ့လို့ပြောလိုက်ပြီးကြောက်ကြီးကိုထိန်းထားတဲ့ကျိုးကိုဖြုတ်ချလိုက်တဲ့အချိန်ထော်အိုကန်ရှိရဲ့ရှော်ရူကြီးကိုတွေ့လိုက်ရပါတယ်စမောက်ကလည်းအချိန်တော်တန်ကြာရုပ်ထုကြီးကိုငင်းကြည့်နေလိုက်ပြီးရုပ်ထုကြီးကလောလက်လောင်ထားတဲ့ရွှေပူတွေဖြစ်နေရကြောင်းအပြေးဝမခဲသေးပဲအရည်ပြောင်ရောက်ကုန်လာပြီးရွှေတွေကခမ်းမကြီးတစ်ခုလုံးနဲ့အတူစမောက်ကြီးကိုပါဖုံးလွှမ်းသွားခဲ့ပါတယ်အကုန်လုံးကလည်းသူတို့အကြံစီအောင်မြင်သွားတာကြောင့်စမောက်တွေပြီးတဲ့အထင်နဲ့ဝမ်းသာသွားကြပြီးကဲဆိုးသွားနေပဲရွှေတွေဖုံးအောင်သွားပြီးဖိဖိတောက်နေတဲ့စမောက်ကြီးကပယ်ထလာကတောင်ရဲ့အပြင်ဘက်ကိုထွက်ခွာသွားပါတယ်အပြင်ရောက်တာနဲ့စမောက်ကမိုးပေါ်ပဲလက်သွားပြီးခန္ဓာကိုယ်မှာကတ်နေတဲ့ရွှေပူတွေကိုခါဆိုင်ပစ်လိုက်ကရေခိုင်မျိုးလေးစီကိုဥတီပြီးပြန်တန်းသွားပါတယ်ရေခိုင်မျိုးလေးမှာနေကြတဲ့သူတွေကလည်းအန်ဒီတစ်ခုခုဟာသူတို့စီကိုဥတီပြီးလာနေကြတယ်ဆိုတော့သတိထားမိသွားကြပြီးအကုန်လုံးလည်းတုံ့လှုပ်နေကြရပါတယ်ဘီဘူကတော့စမောက်ထွက်သွားတဲ့လမ်းကြောင်းအတိုင်းအနောက်ကလည်းလာပြီးအပြင်ကိုထွက်ကြည့်လိုက်ကရေခိုင်မျိုးစီကိုဥတီပြီးပြန်တန်းသွားနေတဲ့စမောက်ကိုနောက်ကနေကြည့်လိုက်ပြီးငါတို့တွေတော့ဘာလို့လဲမိပြီလဲကွာလို့ရေရိုးလိုက်ပါတယ်